လူတိုင်းငွေကြေးကျပ်တဲမှုကနေလွတ်မြောက်နိုင်ဖို့မဆာပေးနေတဲ့ခေတ်သစ်ဘိုးဘိုးအောင်အဖြစ်နာမည်ကြီးနေတဲ့ဘိုးတော်ကဲပရိသတ်ကြီးတို့အခုလက်ရှိကုန်စည်နှုန်းတွေအကြက်အတဲတွေအရာပြည်သူတွေကြားထဲမှာတော့ငွေကြေးကျပ်တဲမှုဆိုတာအတော်လေးကိုပြောစရာကိစ္စတစ်ရပ်ဖြစ်လာခဲ့ပါတယ်ဒီလိုမျိုးဖြစ်တဲ့အခါမှာလည်းအခြေခံလူဒန်းစားတွေအတွက်ကတော့ကံကိုပုံချဖို့ကိုသာအကြောင်းပြုနိုင်တာမို့လို့လွယ်လွယ်ကူကူငွေကြေးကျပ်တဲမှုကနေလွတ်မြောက်နိုင်စေဖို့နှလုံးဒီသုံးလုံးဒီတွေနဲ့ထိုင်းထီထိုးတာတွေဟာအတော်လေးကိုရေပန်းစားစရာဖြစ်လာခဲ့ပြီပဲဖြစ်ပါတယ်ဒီလိုမျိုးထီထိုးတဲ့အခါမှာလည်းကိုယ်စိတ်ထဲပေါ်လာတဲ့နမိတ်အတိုင်းကောက်ထိုးရင်ရှိနေတာထက်ပုံမွဲသွားတဲ့သူတွေလည်းရှိနေကြတာကြောင့်တော်တော်များများကတော့ဆရာသမားတွေကိုမဆာဖို့ကိုသာအတွေးပေါ်မိခဲ့ကြတာပဲဖြစ်ပါတယ်ဒီခေတ်သစ်ဖိုးဖိုးကြီးအဖြစ်နာမည်ကြီးနေတဲ့ဘိုးတော်ကတော့သူ့ရဲ့မြင်နိုင်စွမ်းအမခန်းတွေကြောင့်နှလုံးတီသုံးလုံးတီနဲ့ချဲကနန်းတွေကိုအဆက်မပြတ်ပေးနေကြတာကြောင့်သူ့ကိုယုံကြည်တဲ့သူတွေကသူ့စီကိုနေစဉ်နဲ့အမျှသွားပြီးတော့ပူဇော်ပသတာတွေအထိပါလုပ်ကြပါသေးတယ်အချို့ကြတော့လေသူဟောပေးလိုက်တဲ့ကဏ္ဍတွေဟာအမြဲတမ်းမှန်ကန်နေလို့ခေတ်သစ်ဖိုးဖိုးကြီးလို့လည်းခေါ်ဝေါ်ကြသလိုဒီဘိုးတော်ကြီးရဲ့အောင်မြင်မှုကလည်းမြန်မာနိုင်ငံအတွင်းမှာသာမကနိုင်ငံခြားအထိပါပေါက်နေခဲ့တာမို့လို့တကယ်ကိုမှမယုံရခက်ယုံရခက်အနေအထားဖြစ်နေခဲ့တာပဲဖြစ်ပါတယ်ဆိုတော့ပရိသတ်ကြီးတို့လည်းခေတ်သစ်ဖိုးဖိုးကြီးရဲ့အကူအညီနဲ့ချဲကနန်းပေါက်ဖူးလားဆိုတာကိုပြောပြသွားကြပါဦးဗျာ